ထူထောင်နိုင်ခဲ့တဲ့မြေပုံတစ်ချက်ရဲ့မိခင်အမေမြမပြည်ကြီးရဲ့မိခင်အမေပညာမျက်စိအလင်းရလို့အမြင့်ကျင်းခဲ့ရပါတယ်အမေလက်ဆင့်ကမ်းနဲ့မျောလင်းစွမ်းအားအမေပင်လို့ရည်ချက်ခဲ့တယ်လေအဖထူထောင်နိုင်ခဲ့တဲ့မြေပုံတစ်ချက်ရဲ့မိခင်အမေမြမပြည်ကြီးရဲ့မိခင်အမေပညာမျက်စိအလင်းရလို့အမြင့်ကျဲခဲ့ရပါတယ်အမေလက်ဆင့်ကမ်းနဲ့မျောလင်းစွမ်းအားအမေပင်လို့ရည်ချက်ခဲ့တယ်လေအမေရဲ့လောကရန်တရားသဘောဆာထားလို့တင်ယူရင်းနဲ့မသားခဲ့ပါရဲ့မေတ္တာစွမ်းမလားခန္ဓာတင့်တယ်ဖြူစင်လူမြင့်မြတ်တဲ့သူရှေးရင်နဲ့သူကျွန်တော်တို့ရဲ့လမ်းမောင်းသွေးဟာအမေရဲ့သွေးရည်လို့အမတရားကိုမြဲမြဲစုပ်ကိုင်ဒီမိုစနစ်ကိုလမ်းညွှန်နိုင်တဲ့အမေအမေစံနာယူမှန်းတဲ့ကျိုးသားလို့အကောင့်ထဲပေါ်ပါမယ်တစ္ဆာတရားနဲ့ဆောင်းရှောက်ပြီးမေတ္တာတရားနဲ့အုပ်ချုပ်သူအမေ